တယ်လို့ပို့သွားနေရပါဒီဇိုင်နာကိုကောင်းမြတ်နော်နော်နော်ဟုတ်တယ်မရှိကောင်းတယ်ကိုကောင်းမြတ်စီရောက် အဲ့လိုဆိုရင်ရပါဟုတ်ကဲ့မနေတတ်တော့ဆိုင်နိုင်ကိုရေအရန်ရန်စိုက်ပါရဲ့ဖန်ပြီးပေးတာနော် ညီမလေးကျွန်တော်ညီမလေးနဲ့ကျွန်တော်နဲ့ကအဖတ်တရအများကြီးရှိပါတယ်ညီမလေးတန်တာကိုဘော်လန်စလုပ်ခဲ့ရဟုတ်တယ်နော်12နှစ်ကနေ15နှစ်ရှိပြီထင်တယ် တော် နော် တော်နှစ်တကြာ ကြာပြီအဲ့ဒီတော့နောက်တစ်ခုကကျွန်တော်ရဲ့ runway collection မှာနောက်ပြီးတော့ဖတ်သားလေးဆိုရင်ညီမလေးရှောက်ပေးရမယ်နော်ဆိုအမြဲတမ်းအမြဲတမ်းပြောနေကြတော့အဲ့ဒါတွေကဒီနှစ်မှလည်းကိုကောင်းပြည့်နဲ့ညီမလေးရဲ့ဒီလက်မှတ်ထိုး surgery လေးကိုအခုလိုမျိုးစင်မြန်းခွင့်ရလို့ကျွန်တော်ကလည်းကျေးဇူးတင်ပါတယ်ညီမလေး ဟာလေရောင်းမှတာပါရဲ့ဟိုတေးသေးချာချာလေးကိုတကယ်အသေးစိတ်ကိုဒီလိုလေးထိုးပြီးလုပ်ပြရတယ် နောက်တစ်ခုကလေလုံချီလေးပြောပေးမလားညီမလေး လုံချီရဒီဟာကြပိုးတဲ့တိုက်ကဆိုထပ်ဝေကိုပိုးတဲ့တိုက်ကထပ်ဝေကိုပိုးတဲ့တိုက်က လှရနော် ဟုတ်တယ် base အရောင်လေး ဟုတ်တယ်လူချင်တဲ့ကာလာကိုလည်းအမကိုယ်တိုင်သွားပြီးတော့အဲ့လိုမျိုးရက်ကမ်းမှာသွားပြီးလုပ်တာဟုတ် နောက်တစ်ခုကညီမလေးကကျွန်တော်ကိုပြောရတယ်သူ့ရဲ့တဲ့ရှောက်နှမ်းပေါ့နော်တကယ်တော့ runway ပေါ့ runway တော့တကယ်တော့မင်္ဂလာရှောက်နှမ်းကလည်းနည်းနည်းလေးရှိတယ်ဆိုတော့ဟိုဟာရှင်းလေးတစ်ထည့်နောက်ဖုံဖုံတွေကိုစုံကတ်တဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တို့ဒီလိုပေါ်ဝါလေးတစ်ထည့်နော်ကျွန်တော်တို့ကိုစီစဉ်ပေးတဲ့ဟိုမှာ stylist အငယ်လေးကတော့ မရောက်သေးပါဘူး သူလည်းတော်တော်လေးအလားပြင်နေတယ်ထင်တယ်နော်ကျွန်တော်ဝတ်ပြီးတော့ပဲ စောင့်လိုက် အေးစောင့်လိုက်မယ်နော်ပြီးတော့ကိုကောင်းဖြစ်တယ်တိုက်ပုံဝင်ရမှာဆိုတော့ဝင်းနေလိုက်မယ်နော် မကြမယ် ဟုတ်ကဲ့ ဒီမှာကြည့်ပါဦးသူတို့ ဘေးပါ ဒီမှာစိတ်ဝင်စားလို့စိတ်ဝင်စားလို့ ဟုတ်ပါ မင်းတို့ပါပြီးဒီစပင်းတိုင်းဝင်နည်းနည်းလေးတားရမညံ့နဲ့ပေါ့ ဒီမလေးချောင်းမှဒီလိုစားလိုက်တာငယ်လေး ဟမ်ခဏနေတာအောင်သူတို့ကတာခဏ ဘယ်ရသူပါနေငယ်လေးကနောက်ဆုံးမှရောက်လာတာဟုတ် စစ်တော့ပဲခါတို့သမီးလည်းတော့တာပဲပြောစစ် ဒီမှာတော့ ဘယ်တော့တော့ပါပေါ့မညံ့နဲ့မထမ်းနဲ့ဒီလိုဘီးလေးပဲတက်ရတယ်ဒီတိုင်းရဘေးပဲပါပြောင်းဟို ဒီတော့ဒီမေးတဲ့အောင်ဖြည့်ကြတော့ ပေါ့လေစပင်းကပေါ်ရဲ့နေတာရှမ်းလာနေတယ်ဒါလေး ဒါလေးကပြီးလောက်ပြမယ်ငယ်လေးဒီမလေးကောစက်ကလေးတွေတေချာလေးယူထားတယ်မှာကြည့် အဲ့ဖဲပြ dripping လေးကိုပွားတော့ နော် ဟောအဲ့ဒါလေငယ်လေး 哦，当面包，这个啥当面 ဘာ 包？ လို့လဲ 但係你一發嘅種嚟做當面。 အဲ့ဒါလေးရတယ်တကယ် handmade အစ်စ်နော်ပန်းနဲ့ထုထားတာတွေ့လား 嗯， အကျော်လေးတစ်ကျော်လေးတွေအစပါတယ် 別做啦。ဒီပါငယ်လေးရဲ့ 壓力吧，開嚟吧，壓實你吧。ဒါလက်မှတ်ထိုး ဒါငယ်လေးခဏယူထားလိုက် ပေါ့နော်ကိုက model ဆို model မူကလည်းရချင်တယ်နည်းနည်းရှောက်ချင်တယ် ရှက်စတယ် ရှောက်ချင်တော့တော့ထည့်ခိုင်း နာ တာ မှာ ပေါ့ ပေါ့ကြီးစားလာမှာလေအဲ့ဒါဘာမှစားမလားဆမ်းနေ ပါလေး စားမ ငယ် နေ လေး တာ ငယ်လေးဒီမှာ အေးလောက်လာတယ်အဲ့နည်းနည်းရှက်စားတယ်တော့ ပနာလေးအပိတ်ကိုအဲ့လိုရှောက်လိုက်ရမလားငယ်လေး နော် မပြီးဘူးဆိုတော့နော်တားလိုက်တာ ဒါလေးကတော့ fitting time ပေါ့ဟုတ်တယ်ဒီမှာလေး ကြိုက်တယ်ဒီရောလားတော်တော်လားနော် ငယ်လေးတိတ်ကြီးမဆိုင်ဘူးတဲ့ကလို့သား 你要刚刚食過少啊？你要食過多少啊？三樣，三樣嘅食過少啊？ ချုပ်ကြည့်ပါဦးငယ်လေး 路中。哎，不玩那晒咧，就話識幾間嚟咗，做咩咧係嘛間叫？但係你好လိုမျိုး咧，就 India 不玩လို့ပါလို့လေ အဲ့ ဖြစ် လို နေ လေးကြိုက်တာ ကျုပ်ကတည်း လို ဟို ချင် စား တာ လေးဟိုညီမလေးကလေတိတ်မပြောထားဘူးသိလားကို ဟုတ်တယ်နော်တိတ်ပြောတာကိုကြိုက်လို့လုံးဝကွက်တိကြိုက်ကြ ဟောတကယ်တော့ညီမလေးကိုလေကျွန်တော်အိမ်ချုပ်ပေးဘူးလားလေတော်တော်ကြာတယ်နော်12နှစ်15နှစ်ရှိနေဆိုတော့လွတ်ရပြီ ကြိုက်တယ်တည်နေညီမနဲ့အောင်ပဲကြိုက်တယ် ဟုတ်တယ်ဟုတ်တယ် ကဲ Bosan Litra， ပြန်ပြောဒီလိုသားမလဲ Bosan Litra， ပြောရတာလေ နော်ဘို但那波所謂但係 Bosan 差 ဘိုးဆက်ဆန်ရောက်ရွေးတာဘိုးဆက်ဆန် 港嘢港節，但那波 Bosan 嘅啊，နော်ကတိနေတယ်မင်းလည်းတော့နော် ဒီလိုလိုပဲတင်လိုက်မယ် ဓာတ်စင်တိုက်ရိုက်တာ港節ဓာတ်ရိုက်တယ် တော့ပြ
အဲ့လိုမျိုးပဲပြောနေစားဆိုတော့ကောင်းပြေးကောင်းမြတ်တနာဘိုးဘိုးဆက်မယ် ငယ်လေးမပါဘူးဖြစ်နေ တမရရတမရ supporting ဒီကားမှာ ကဲအဲ့ဆိုရင်မင်္ဂလာပွဲနေ့ကြမှာပဲဆက်ပြီးတော့ 现在讲完生，哎。